fasting လို့ခေါ်တဲ့အစာမစားဘဲနေတဲ့အကြောင်းကိုအားလုံးပဲကြားဖို့ကြမယ်လို့ထင်ပါတယ်။အစာမစားဘဲနေရင်ခန္ဓာကိုယ်ထဲမှာဘာတွေဖြစ်လာလဲဆိုတာကိုလည်းသိကျင်ကြမယ်လို့ထင်ပါတယ်။အားလုံးပဲကျွန်တော်နဲ့အတူတူဗီဒီယိုဆုံးထိကြည့်လိုက်ကြရအောင်။အစာမစားဘဲနေရင်ဘာဖြစ်လဲဆိုတဲ့မိကောကတော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်။တစ်ချက်စဉ်းစားကြည့်လေကျွန်တော်တို့ကတစ်ချိန်လုံးတစ်ခုမဟုတ်တစ်ခုစားနေကြတာပဲမဟုတ်လား။အာလူးကြော်လေးစားလိုက်နေကြစီလေးစားလိုက်ရုပ်ရှင်လေးကြည့်လိုက်အစာပြေခေါက်ဆွဲပြုတ်လေးစားလိုက်အဲ့ဒါတွေပေါ့နော်ဒါပေမဲ့တကယ်တော့လူခန္ဓာကိုယ်ကအစာမစားပဲနေနိုင်တဲ့ကာလတွေအတွက်တိစောက်ထားတာဆိုရင်မိတ်ဆွေအံ့ဩသွားမယ်ထင်တယ်တကယ်တမ်းကလည်းအဲ့အတိုင်းပါပဲကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကအစာရှားပါတဲ့ကာလတွေကိုရှင်သန်ကြော်ဖြတ်နိုင်မှုအတွက်နှစ်ပေါင်းများစွာလိုက်လွန်ညီတွေဖြစ်အောင်ပြောင်းလဲလာခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်တို့ခန္ဓာကိုယ်က3နာရီကြာတစ်ခါ4နာရီကြာတစ်ခါအစာစားဖို့အတွက်ဒီဇိုင်းထုတ်ထားတာလုံးဝမဟုတ်ပါဘူးအားလုံးပဲရိုးရိုးရှင်းရှင်းလေးစဉ်းစားကြည့်အောင်လွန်ခဲ့တဲ့နှစ်တန်းပေါင်းများစွာကကြောက်ခဲ့တဲ့လူသားတွေကသူတို့အသက်ရှင်ရပ်တည်ဖို့အတွက်ဘာလုပ်ရမယ်ထင်ပါလဲသူတို့အမဲလိုက်ရပါတယ်သူတို့မှာအိမ်ပြန်ရင်အစင်သင့်ဖွင့်စားဖို့ရေခဲတက်တာမရှိဘူးစီတုပ်ဘူးတွေမရှိဘူးဒီလိုအခြေအနေတွေမှာသူတို့အမဲလိုက်ခဲ့ရတာပါအမဲလိုက်တဲ့အခါမှာလည်းအမဲရတဲ့နေ့ရှိမယ်အမဲမရတဲ့နေ့တွေလည်းရှိမယ်အမဲမရတဲ့နေ့တွေ3ရက်4ရက်မကလည်းရှိကောင်းရှိခဲ့မယ်တကယ်လို့အစာမစားရလို့အသက်မရှင်ကြေးတာဆိုရင်ကျွန်တော်တို့လူသားမျိုးနွယ်တွေပြတ်သုံးခဲ့တာကြာလာပါပြီဆိုတော့ကအစာရှောင်တယ်ဆိုတာကခန္ဓာကိုယ်အတွက်အင်မတန်မှသဘာဝကျတဲ့လုပ်ငန်းစဉ်တစ်ခုပါပဲမိတ်ဆွေကဝိတ်ချလိုတာကြောင့်ပဲဖြစ်ဖြစ်ကျန်းမာရေးအတွက်အစာရှောင်တာကိုအနည်းဆုံး12နာရီကနေ24နာရီလုပ်ကြည့်မယ်ဆိုပါစို့ဒီအချိန်အတောအတွင်းမှာခန္ဓာကိုယ်ကဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာကိုကျွန်တော်နဲ့အတူလိုက်ကြည့်လိုက်ရအောင်ဒါကတော့ပထမဆုံး12နာရီဒီချိန်မှာပဲအရေးကြီးတဲ့အပြောင်းလဲတစ်ခုခန္ဓာကိုယ်မှာစဖြစ်လာပါတယ်အဲ့ဒါကတော့ခန္ဓာကိုယ်က growth hormone လို့ခေါ်တဲ့ကြီးထွားစေတဲ့ဟော်မုန်းကိုအမြောက်အများထုတ်လုပ်ပေးတာပါပဲဒီဟော်မုန်းမှာအရန်စွမ်းထက်တဲ့အာနိသင်တွေရှိတယ်သူကအိုမင်းရင်းအောင်မှုကိုနှိကွေးစေတယ်ပြီးတော့ခန္ဓာကိုယ်ရဲ့အဓိကနေရာကအဆီတွေကိုလောင်ကျွမ်းစေတယ်ပရိုတိန်းအသစ်တွေပြန်ပြီးတော့တိဆောက်ပေးတယ်အစားရှောင်တာအပြင်အားကစားလုပ်တာကလည်းဒီဟော်မုန်းကိုတိုးစေနိုင်ပါတယ်ကျွန်တော်တို့ဆက်သွားလိုက်ကြရအောင်အစာမစားတာ18နာရီကြာပြီဆိုပါစို့ဒီ18နာရီအချိန်ကိုရောက်ရင်ခန္ဓာကိုယ်မှာ autophagy ဆိုတဲ့ဖြစ်စဉ်တစ်ခုကစပြီးအသက်ဝင်လာတယ်။ autophagy ဆိုတာခန္ဓာကိုယ်ရဲ့အတွင်းပိုင်းကိုတန်ရှင်းလုပ်ပေးတဲ့စနစ်တစ်ခုပဲ။သူကခန္ဓာကိုယ်ထဲကဆဲလ်အဟောင်းအပြက်တွေပုံပြက်နေတဲ့ protein တွေကိုစုစည်းပြီးတော့စွမ်းအင်ဖြစ်ပြန်ပြီးအသုံးပြုတယ်။ပြောရရင်သူကခန္ဓာကိုယ်အတွင်းပိုင်းမှာမကျန်လန်းဆန်းသင့်လွင်စေတယ်ပေါ့နော်။အစာမစားတာတရက်တိတိကြာပြီဆိုရင်ဘာဖြစ်မလဲ။ဒီချိန်မှာတော့ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်မှာအကြီးမားဆုံးအပြောင်းလဲတစ်ခုဖြစ်လာတယ်။သူက24နာရီပြည့်တဲ့အချိန်မှာခန္ဓာကိုယ်ထဲမှာအသေးထဲမှာတူလောင်ထားတဲ့ glycogen ဆိုတဲ့တကြားဓာတ်ကကုန်သွားအောင်အဲ့ခါမှာခန္ဓာကိုယ်ကလူအတွက်သုံးဖို့အတွက်နောက်စွမ်းအင်တစ်မျိုးရှာရတယ်။သူရှာတွေ့သွားတာတော့ခန္ဓာကိုယ်အစီတွေကနေထုတ်တဲ့ကီတုန်းဆိုတဲ့စွမ်းအင်မြင့်လောင်စာတစ်ခုပဲ။ကီတုန်းဟာခန္ဓာကိုယ်အတွက်ပိုပြီးတော့ထိရောက်တဲ့စွမ်းအင်အရင်းမြစ်တစ်ခုဖြစ်တယ်။အစာစားခြင်းစိတ်ကိုသူ့တဘာဝအတိုင်းကိုထိန်းချုပ်ပေးတယ်။ကီတုန်းကိုခန္ဓာကိုယ်ရဲ့အုံနောက်နဲ့နှလုံးကတိတ်ကြိုက်တယ်။ကီတုန်းကိုလောင်စာအဖြစ်သုံးတဲ့ချိန်မှာအုံနောက်ကပိုကြည်လင်ပြီးတော့အာယုံစူးစိုက်နိုင်စွမ်းပိုကောင်းလာတာကိုတိတိတတ်တာကိုတွေ့ရတယ်။ဒီ24နာရီပြည့်တဲ့အချိန်မှာတော့ခန္ဓာကိုယ်ရဲ့တိဆောက်တဲ့စနစ်တွေကအားကောင်းလာတယ်ပေါ့နော်။ခန္ဓာကိုယ်ထဲမှာရောင်ရမ်းတာတွေကျဆင်းသွားတယ်။ပြီးတော့ဥလန်းချောင်းကသူ့ကိုယ်သူပြန်ပြီးတော့ပြုပြင်တယ်။ရောင်ရမ်းတာတွေကျလာတဲ့အတွက်မျက်နှာအစီပြန်တဲ့လူတွေမှာဆိုရင်အစီထွက်တွေနည်းလာတယ်။ဝက်ချံပေါင်းများတဲ့လူဆိုရင်ဝက်ချံပမာဏတိတိတတ်တာလျော့လာတယ်။အဲ့ဒါတွေထင်းထင်းရှားရှားကိုမြင်ရတာပေါ့။ကဲဒါဆိုရင်ဒီလောက်ကောင်းတဲ့အစားရှောင်တာကိုကျွန်တော်ကတော့လှုပ်ချင်ပြီးကျမကတော့လှုပ်ချင်ပြီးဆိုပါစို့ဘယ်အစားလုပ်ရမလဲမသိဘူးအဲ့ဒါဆိုရင်ကျွန်တော်နဲ့အတူတူဆက်ကြည့်လိုက်အောင်ဒီ fasting ဆိုတဲ့ဟာကိုစဖို့အတွက်ပထမဆုံးအထိရောက်ဆုံးနီလန်းတစ်ခုဖြစ်တဲ့16-8နီလန်းနဲ့စကြည့်ကြရအောင်16-8နီလန်းဆိုတာကတော့16နာရီအစားရှောင်ပြီးတော့8နာရီအစားစားချိန်အတွင်းမှာပဲအစားစားတာကိုခေါ်တာပါဥပမာမိတ်ဆွေကမနက်9နာရီအိပ်ရထားတယ်ဆိုပါစို့မနက်8နာရီမှာမနက်စာစားတယ်နေ့လယ်စာကိုနေ့လယ်7နှစ်မှာစားတယ်ဒါဆိုရင်ညစာကိုညနေ4နာရီမထိုးခင်စားလိုက်မယ်ဆိုရင်ဒီ8နာရီအတော်အတွင်းမှာထမင်း3နှစ်စလုံးဝင်သွားပြီဖြစ်တဲ့အတွက်ညနေ4နာရီကနေနောက်ထပ်မနက်8နာရီထိရေရလွယ်ရင်ဘာမှစားလို့မရတော့ဘူးအဲ့ဒါကို16-8 fasting လို့ခေါ်တယ်16-8 fasting ကိုတစ်ပတ်2ပတ်လောက်စမ်းကြည့်ပြီးလို့နေသားကျလာပြီဆိုရင်24ကိုစမ်းကြည့်လို့ရတယ်24ဆိုရင်မနက်8နာရီမနက်စာစားပြီးနေ့လယ်ကြရင်နေ့လယ်7ကိုနေ့လယ်စာစားမယ်အဲ့ဒီနောက်ပိုင်းဘာမှထပ်မစားတော့ဘူး
ဝေးချခြင်းတဲ့လူတွေအတွက်ဒီ fasting လုပ်တာကအထူးရောက်ဆုံးနည်းလမ်းပါပဲတလားလောက်ကြိုးကြိုးစားစားဆန်းလုပ်ကြည့်ပြီးရင်ခန္ဓာကိုယ်မှာဘယ်လိုပြောင်းလဲသွားမလဲဆိုတာကိုစောင့်ကြည့်ကြည့်ပါငါစလုပ်ခဲ့တာနောက်ကျပါလားဆိုပြီးတော့ကိုထင်သွားတဲ့အထိကိုအကျိုးကျေးဇူးတွေကိုတွေ့ရမှာဖြစ်ပါတယ်ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတွေထဲမှာလည်းအစာရှောင်တဲ့ fasting ကိုလုပ်နေတဲ့လူတွေရှိရင်ခန္ဓာကိုယ်မှာဘာတွေပြောင်းလဲသွားသလဲဆိုတာကို comment မှာရေးပေးခဲ့လို့ရပါတယ်အခုမှအစားလုပ်မဲ့လူတွေလည်းစိတ်အားတက်စေဖို့အတွက်ဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးတခုခုအကျိုးရှိတယ်ဆိုရင် like and subscribe လုပ်ပေးခဲ့ဖို့တောင်းဆိုပါတယ်နောက်ဗီဒီယိုတွေမှာကျွန်တော်တို့အားလုံးပြန်တွေ့ကြတာပေါ့